မင်္ဂလာပါဂရုသန်စာတင်ခန်းမှာနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီနေ့ခုဗီဒီယိုမှာကကြတော့ကျန်တဲ့အလုံး20တဲ့ electronic structure ရေးတဲ့အလုံး20တဲ့ကနောက်ပိုင်း10လုံးဖြစ်တဲ့ sodium Na11 magnesium Mg12 aluminum Ar30 silicon Si14 phosphorus B15 sulfur S16 chlorine Cl17 argon Ar18 potassium K19 အဆုံးသတ် calcium Ca20 အတွက် electronic structure ရေးခြင်း valence electron ရေးခြင်း electronic configuration ရေးခြင်း description ဖော်ပြခြင်းတွေကိုဆွေးနွေးမှာဖြစ်ပါတယ်ပထမဆုံးဆိုအနေနဲ့ sodium Na11 အတွက်ရေးမှာပါsodium Na11 က17လုံးဆိုတော့ electronic structure essential electronic structure ရေးမယ်ဆိုရင်ဒါပထမပတ်လန်2ဒုတိယပတ်လန်8ဆိုတော့ 2.8 ဆိုရင်10လုံးရှိပါပြီ 2.8 က10လုံးဆိုတော့သူကရေးရမှာ17လုံးဆိုတော့ 2.8.1 valence electron နေနဲ့နောက်ဆုံးဆုံးသက်တဲ့1 electronic configuration မှာ 1s2 2s2 2p6 ဒါဆိုရင်10လုံးပြည့်ပါပြီ 1s2 က2လုံး 2s2 က2လုံး 2p6 မှာ6လုံးဆိုတော့10လုံးပြည့်ပြီ17လုံးပြည့်အောင် 3s ထဲမှာထည့်ရေးရပါမယ် 3s ထဲမှာတစ်လုံးထည့်ရေးလိုက်တော့ 3s1 အားလုံးပေါင်းမယ်ဆိုရင်17လုံးဖြစ်ပါတယ် description ရေးမှာဖြစ်ပါတယ် description က 1s2 အတွက်အပေါ်ထောင် outside 2s2 အတွက်အပေါ်ထောင် outside 2p စစ်အတွက်ပေါ်ထောင်3ခုရယ် outside 3ခုရယ် 2p စစ်ရေးပြပါပြီဒါဆိုရင်10လုံးရှိပါတယ်နောက်ကျန်တဲ့တစ်လုံးက 3s ထဲမှာရှိမှာပါ 3s1 အပေါ်ထောင်နဲ့များတင်ကြတာပြပါမယ်နောက် magnesium Mg12 essential electronic structure ရေးရင် 2.8.2 နောက်ဆုံးတာ2နဲ့ဆုံးတယ် valence electron 2 valence electron ပြီးတော့ complete electronic configuration ရေးမယ်ဆိုရင် 1s2 2s2 2p6 3s2 အားလုံးပေါင်းရင် 1s2 2s2 2p6 ထိက10လုံး 3s2 နဲ့က2လုံးဆိုတော့12လုံးပြည့်ပါပြီ description လုပ်ပါမယ် 1s2 အတွက်ပေါ်ထောင် outside 2s2 အတွက်ပေါ်ထောင် outside 2p6 အတွက်6လုံးပေါ်ထောင် outside ဆိုရင်6လုံး 3s2 အတွက်ရေးပါမယ် 3s2 အပေါ်ထောင်မယ် outside မှာ s က2လုံးစမ်းပါတယ် b က6လုံးစမ်းပါတယ်နောက် silicon aluminum Ar13 aluminum Ar13 ကလည်း73လုံးစာဆိုတော့ 2.8.3 ဆိုတော့နောက်ဆုံး valence electron က3နောက် electronic configuration ရေးမယ်ဆိုရင်အစဉ်တိုင်းပဲ 1s2 2s2 2p6 ထိက10လုံးရေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ရေးရမှာနောက်ထပ်3လုံးကျန်သေးတယ်နောက်ထပ်3လုံးထည့်ရေးမယ် 3s2 ဒါဆို12လုံးနောက်တစ်ခါတစ်လုံးထည့်ရေးမယ် 3p1 သူက s ကနှလုံးပဲဆန်တာလीနှလုံးပဲဆန်တာဆိုတော့သူက3လုံးဖြစ်တော့ဒီမှာ 3s3 လို့ရေးလို့မရ 3s2 ကျန်တဲ့တစ်လုံးကို 3p ထဲမှာတော့ပြန်ထည့်ပြီးရေး 3p1 1s2 2s2 2p6 3s2 3p1 ကျန်နောက်တစ်ခါ aluminum ကိုပြန်ရှင်းမယ် aluminum Ar13 2.8.3 ဆိုတော့ဆုံးတာ3နဲ့ဆုံးတယ်3ရေးမယ်နောက် electronic configuration ရေးမယ် 1s2 2s2 2p6 3s2 3p1 ဆို73လုံးပြည့်ပါပြီ 1s2 2s2 2p6 ထိက10လုံး 3s2 3p1 3လုံး73လုံးပြည့်ပါပြီ description လုပ်ပါမယ် 1s2 ပေါ်ထောင် outside 2s2 ပေါ်ထောင် outside 2p6 ပေါ်ထောင် outside 3s2 ပေါ်ထောင် outside 3p1 ပေါ်ထောင်တာတစ်ခုတည်းနဲ့ပြပါမယ်နောက် silicon Si14 2.8.4 valence electron 4 10လုံးတွက်ကရှေ့အား 1s2 2s2 2p6 ဆို10လုံးပြည့်မယ်ရှေ့ရမှာ14လုံးနောက်ထပ်4လုံးလိုတယ်
3s2 မှာ2လုံး 3p2 မှာ2လုံးပေါင်းရင်14လုံးပြည့်ပါပြီ this question လောက်ပါမယ် 1s2 ပေါ်တောင် outside 2s2 ပေါ်တောင် outside 2p 6ပေါ်တောင် outside 3ကလုံးဟုတ်လား as 3s2 ပေါ်တောင် outside 3p2 3p2 ကပေါ်တောင်နာနှစ်ခုလာပါမယ်ပေါ်တောင်နာတွေရေးပြီးမှ outside တာရေးရမှာဖြစ်ပါတယ် phosphorus p fitting phosphorus p fitting က 2.8.5 2.8 ရေးမယ်ဆို 2.8.5 နောက်ဆုံးမှာ9နဲ့ဆုံးမယ် baseline electron 5 1s2 2s2 2p city က10လုံး15လုံးရေးဖို့အတွက် 3s2 3p3 this question လောက်မယ် 1s2 2s2 2p6 3s2 ပေါ်ထောင် outside ပြီးရင် 3p3 12 this question လောက်တော့အပေါ်ထောင်နဲ့များ1 2 3ပေါ်ထောင်နဲ့များ3ရေးမယ်နောက်တစ်ခု sulfur s16 sulfur s16 က 2.8.6 နောက်ဆုံး6နဲ့ဆုံးတဲ့အတွက်6 1s2 2s2 2p6 ဒါဆို10လုံးတော့လုံးမှာ16လုံးဆိုတော့ 3s2 3p4 နောက်ရေးမယ် 1s2 2s2 2p6 ဒီကပြောပြီးသားပါ 3s2 အပေါ်ထောင် outside 3p4 အပေါ်ထောင်နဲ့များ1 2 3ပေါ်ထောင်တာလေးအရင်လောက်ပြီး outside တာလောက်ပါ outside တာတစ်ခုထည့်ရင်1 2 3ဦးနာတော့အပေါ်ထောင်တာ3ခု outside တာတစ်ခုဆိုရင်ပေါင်4ခု 3p4 ပြည့်ပါပြီ chlorine CS17 2.8.7 7နဲ့ဆုံးတယ်ဆိုတော့ valence electron က9လုံးဟာလား electronic configuration မှာဆို 1s2 2s2 2p6 က10လုံး19လုံးဆိုတော့နောက်ထပ်9လုံးကျန်ပါတယ် 3s2 ဆိုရင်2လုံး 3p5 ဆိုရင်5လုံးပေါင်းတော့9လုံးပြည့်ပါပြီ 3s2 3p5 9လုံးပြည့်ပါပြီအဲ့တော့ electronic configuration this question လုံးမယ်ဆို 1s2 2s2 2p6 3s2 3p5 3p5 ကိုဘယ်လိုရေးမလဲဆိုတော့အပေါ်ထောင်နာကြီးပဲ3ကကိုအရင်လုံးပြီးရင်4လုံးမြောက် electron တွက်တင်ငေတာ outside 5လုံးမြောက် electron တွက်မြောက် outside အပေါ်ထောင်နာ3ခု outside တာ2ခုပါ5လုံးပြည့်ပါပြီ argon AR18 argon AR18 တော့ 2.8.8 နောက်ဆုံးဆုံးတာ8နဲ့ဆုံးတဲ့ valence electron 8 valence electron 8ဆိုတော့ 1s2 2s2 2p6 ထိအား10လုံး18လုံးပြည့်အောင်ရမှာဆိုတော့နောက်ထပ်8လုံးတော့ 3s2 3p6 ဆိုရင်8လုံးပေါင်းတော့18လုံးပြည့်ပါပြီဟုတ် 1s2 2s2 2p6 3s2 3p6 ကိုthis question ဖွဲ့မယ်ဆိုလို့ရှိရင်လည်း 3p မှာဆိုရင်အပေါ်ထောင်တာ3ခု outside တာ3ခုပေါင်း6ခုအကုန်ပြည့်ပါပြီ potassium K90 potassium K90 ကြတော့ 2.8.8 ဆိုရင်18လုံး18လုံးပြည့်သွားပြီ 2.8.8 ဆိုတော့နောက်ထပ်တစ်လုံးဘယ်ထဲမှာသွားမလဲဆိုတော့နော်ပလန်4တဲ့ကိုရောက်သွားပြီဖြစ်တဲ့အတွက် 4s1 တဲ့ကိုထည့်ပါမယ်နော် 4s1 4s2 အနေနဲ့ထည့်ပါမယ်ဆိုတော့ 2.8.8 ပြီးသွားလို့ရှိရင်9မလာသေးပါဘူးဒီလိုပဲကြော်ပြီးတော့ထပ်ထည့်မယ်ပေါ့နော်အဲ့တော့ potassium တော့က 2.8.8.1 ဒီမှာဆုံးမှာတစ်လုံး electronic communication ရေးမယ်ဆိုရင် 1s2 2s2 2p6 အဲ့ဒီက10လုံး 3s2 3p6 တွေ့18လုံးတော့အမှ19လုံးဖြစ်တဲ့အတွက် 4s1 ပါအားကြောင့်အစင်တိုင်းမှတ်သေးပေးပါလို့စော်ကြီးကပြောထားတယ်လေ 1s2 2s2 2p6 3s2 3p6 4s 2 ဒီသွားမှာပေါ့အဲ့ဒါအလုံး20ပြည့်ပြီဒါဦးနာ19လုံးအတွက်လောက်အခုနောက်တိုင်းမဲ့ 1s2 2s2 2p6 3s2 3p6 ပြီးသွားရင် 4s 1တော့ကိုရေးမယ်ဆိုရင်အပေါ်ထောင်အောင်ရင်လောက်ပါဒုတိယအနေနဲ့ calcium Ca20 တော့လုံးလို့ရှိရင် 2.8.8 ဆို18လုံးပါ18လုံးနောက်နှလုံးလိုပါတယ်20ပြည့်အောင်2ထည့်ပါ 2.8.8.2 ဒါဆိုရင်ဒါ valence shell electron 2နောက်ဆုံးကိန်းကိုဆုံးအောင်ရေးပါမယ် electronic communication ရေးမယ်ဆိုရင် 1s2 2s2 2p6 3s2 3p6 က18လုံးပါအလုံး20ပြည့်အောင် 4s ထဲမှာနှလုံးထည့်မယ် 4s2 ဒါဆိုရင် this question လို့ရင် 1s2 ပေါ်ထောင် outside 2s2 ပေါ်ထောင် outside 2p6 ပေါ်ထောင် outside လုံးကလုံး 3s2 ပေါ်ထောင် outside 3p2 3p6 3p6 ကဒီမှာပေါ်ထောင်တာ3ခု outside တာ3ခု 4s2 ပေါ်ထောင် outside ဆိုရင်အလုံး20စာပြည့်ပါပြီအလုံး20စာမှာဗာတွေသိရမလဲဆိုရင် sodium Na11 ဆိုတာကြက်ရမယ် magnesium Mg11 magnesium Mg12 aluminum Al13 magnesium
အဲ့ဒါအကုန်လုံးကြက်ပါ sodium Na11 magnesium Mg12 aluminum Al13 silicon Si 14 phosphorus B15 sulfur 16 chlorine Cl17 argon Ar18 potassium K19 calcium Ca20 အကုန်လုံးလုံး20အလို့ကြက်ပါနောက်ဒီကအကုန်လုံးအဆုံးသက်တည်ဆိုရင် 1s 1b 2s 2b ပြီးရင် 3s 3b ပြီးရင် 4s ရှိရဲဆိုတာကိုအစဉ်တိုင်းမှတ်ထားပါ 1s 1b 2s 2b ပြီးရင် 3s 3b ပြီးရင် 4s ပါ s ကနှလုံးဆန်းပါတယ် b က6လုံးဆန်းပါတယ်မြားထဲရင်အပေါ်ထောင်တဲ့မြားတွေအကုန်လုံးပြီးတော့မှအောက်ဆိုင်တဲ့မြားတွေကိုထည့်ပါနောက်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြပါမယ်